တင်နန်းကြီးဘတ်2000ကျော်ပေးပြီးတော့မှတင်နန်းတက်ဖို့ခက်ခဲနေတဲ့ညီငယ်ညီမငယ်တွေရှိတယ်ဒီတင်နန်းတက်လိုက်ရင်ရလာမယ်ရလိုက်ကိုလည်းသိတယ်ဒါပေမဲ့လက်တွေ့မြေပြင်မှာအခက်အခဲများစွာအကြောင်းနောက်ဆုံးနေရတာပေါ့နော်ဒီညီလေးညီမလေးတွေကိုကျွန်တော်စောင့်ကြည့်လာတာကြာပြီဒီတစ်ခါတော့အရန်ကောင်းတဲ့တင်ကောင်းပါတခြားနောက်ထောင်မှာအရင်ကတင်တဲ့တင်နန်းဘတ်2000နဲ့200ပေးရတယ်အခုအဲ့ဒီအတန်းကိုဘတ်1600နဲ့တက်လို့ရမယ့်အခွင့်အရေးဖြစ်တယ်အရန်မိုက်တယ်နော်ဆိုတော့အဲ့ဒီကလေးတွေပါအားလုံးပါဝင်ခင်ရအောင်လုပ်ထားပေးတာဖြစ်တယ်အခုမကြခင်မှာစားမဲ့တင်နန်းဟာဆိုလို့ရှိရင်ဘတ်1600ပဲပေးရတော့မှာပါကျွန်တော်တို့ဘာဖြစ်သွားလဲဆိုလို့ရှိရင်အရင်က National Your Training ရောတစ်ခါလေးပေးတဲ့တင်နန်း2လကိုကျွန်တော်အခုNational တက်လာ training ပေးထားတယ်အဲ့ဒီတလားကိုကျွန်တော်တို့ဘတ်1600ပဲပေးပြီးတော့မှအစမ်းတက်ကြည့်တဲ့သဘောနဲ့တက်လို့ရတယ်။ National အရင်မိုက်တယ်ဆိုလို့ရှိမှနောက်ထပ် training တလားဆက်တက်လို့ရတယ်ပေါ့နော်။ဆိုတော့တင်တန်းကျင်းအနေနဲ့1600ပဲရှိတယ်။ National တွေအရင်ကောင်းတဲ့ National တွေကိုပဲပြမှာဖြစ်တယ်။တင်ကန်းတဲ့ဘာမှပြောင်းလဲမရှိဘူး။တင်တန်းကျင်းအနေနဲ့1600ပဲဖြစ်သွားမယ်။ပထမတလား training အနေနဲ့စမ်းတက်ကြည့်လို့ရတယ်။ပြီးမှ okay မိုက်တယ်တင်ကန်းစားတယ်ဆိုလို့ရှိရင်နောက်ထပ်တလားဆက်လက်လို့ရတဲ့သဘောပေါ့။ဆိုလို့ရှိရင်ကအရင်ကပေးရတဲ့ဘတ်2000နဲ့200အတန်းကိုအခု1600နဲ့တက်လို့ရအောင်လုပ်ပေးတာဖြစ်တယ်ခက်ခဲနေကြတဲ့ညီငယ်ညီမငယ်တွေကိုအဓိကဦးစားပေးပြီးလုပ်ပေးတာပေါ့နော်ဆိုတော့နှစ်ရှည်လမ်းများတင်တန်းတက်ဖို့စောင့်နေခဲ့ကြတဲ့ညီငယ်ညီမငယ်တွေအနေနဲ့စုထားတဲ့မုံဖိုးလေးတွေနဲ့တင်တန်းပြေးပြီးတာအဲ့လေးတော့နော်တက်ချင်နေတဲ့တင်တန်းကိုဈေးရွှေရွှေတသားနဲ့တက်ခွင့်ရပြီဖြစ်တယ်တင်တန်းလေးမှာတွေးချင်တယ်နော်